NUG ကတော့ပလောင်နဲ့ပတ်သက်ပြီးတော့စာလေးတောင်ထုတ်ပေါ်မရဘူးဟမ်ဘယ်လိုလဲတော့မသိဘူး PDF တွေလည်းကျွန်တော်အမုန်းခံပြီးပြောပါတော့မယ်เนาะပြည်သူကိုယ်စားဟိုမိုးမိတ်တို့မိုးကုတ်တို့ကာကွယ်ဖို့ဆိုပြီးမှလူတွေခံတယ်ခံလဲပြီးတော့ဟုတ်ပြီတဲ့တခြားအဖွဲ့တွေရောမိုးမိတ်ကိုကာကွယ်ဖို့သွားပြီတဲ့ဟုတ်လားကျွန်တော်ပြောတာဟုတ်လားဒီသတင်းတွေအားလုံးမြင်ကြလားပြည်သူပေါင်းတို့ခုလဲခုရောဘာဖြစ်သွားလဲဆိုတော့ပြေးပြီ PDF တွေမိုးကုတ်ကပြေးပြီเนาะပြေးပြီသဘောပေါက်လားပလောင်ကမင်းတို့ပြေးချင်ပြေးတဲ့မပြေးရင်မင်းတို့ပြင်းပါတဲ့အဲ့တော့ကျ PDF တွေကြောက်ပြီးပြေးပြီเนาะသဘောပေါက်လားပြေးပြီကဲပြည်သူတွေများတော့ဗာပြောချင်တယ်ဗာတတ်နိုင်သေးတယ်ဟမ်ဗာတတ်နိုင်သေးလဲဟမ်ပလောင်ရဲ့အမိတ်တစ်ချက်ဆိုမီးဟုံဟုံတောက်တယ်ပေါ်တော့မှတ်မယ်နော်သဘောပေါက်လားပလောင်က NUG မင်းတို့စောက်တဲ့တွေပိတ်တာဆိုရင်လုံးဝမဟာရဲဘူး shut up ဟမ်ပလောင်ကတောင်ကျတောင်ချနေတက်လာပြီးတော့ NUG ကိုတော်လန်ရေးရဲ့ကောင်းတောင်ကြီးပါဆိုတော့တောင်လို့ shut up ပိတ်ကို speaker ကိုမလုပ်ရဘူးလုံးဝဟမ်ဟုတ်လားအဲ့အောင်မင်းတို့ PDF တွေမင်းတို့တန်ကာတော်တွေကြိုက်တဲ့လောက်တက်ဖျားသားတော်တွေကြိုက်တဲ့လောက်ရှင်မင်းအောင်လိုင်းနဲ့ပေါင်းနေတယ်မင်းတို့ငါအမိန်ကိုတော့နားထောင်းမယ်ဟဲ့အောင်မင်းတို့ထိုးလိုက်တော့ကြီးတာပဲလုံးနေဟမ်ဟုတ်လားကျွန်တော်အာမနာပဲပြောတော့မယ်တော်လိုင်းဖွဲ့တွေကိုပြည်သူတွေလည်းမအားပါတော့နဲ့ဟုတ်ပြီနော် PDF တွေကကျွန်တော်တို့ကိုးကွယ်တယ်တခြားဟာတွေထားလိုက်အောင်ဒီနေရာမှာနော်ကျွန်တော်ကဗုဒ္ဓဘာသာဖြစ်တယ်ကျွန်တော်တို့ဖျားသားတော်တွေဟိုသင်္ကန်းဝယ်တချို့ဆိုရင်စွန်ဖုံပေးနေအပြည့်ရှင်းခံထိတာတချို့ဘိုက်ကြီးတွေရှင်းခံထိတယ်ကလေးတွေရောပါတယ်ဟုတ်လားကြီးငယ်ဘာသာမယူကျွန်တော်တို့ဘောမဆိုပြီးမှဒလန်တောက်တိုင်ဆိုပြီးမှအပြည့်ရှင်းတယ်ဟုတ်လားကျွန်တော်ပြောတာမှားလားကျွန်တော်မဟုတ်ဘဲနဲ့လိန်ပြောလားဟုတ်ပြီနော်အေးလေအဲ့တန်ဃာတော်တွေဒါဘိုက်ကြီးတွေကတရင်ပေးလိုက်လို့ဖြင့် PDF တွေကိုတတ်နိုင်နေဆိုရင်မင်းအောင်လည်းငါတတ်မယ်ဆိုရင်10ကနန်းရာကနန်းတင်ငါပေးထားတယ်ကွာနောက်ဆုံးမိုင်းကုန်ပေါ့ဟုတ်လားငါပြောဟုတ်လားဒုက္ခရောက်10ကနန်းရာကနန်းပေါ့ဒါဆိုရင်တရုတ်ကမင်းအောင်လည်းနဲ့ပေါင်းနေကြသိန်းကနန်းတန်ကနန်းတို့တနိုင်ငံလုံးဒုက္ခရောက်နေတာဟုတ်လားမျိုးတွေပြန်ပေးနေတာအဲ့ဒါကြောင့်မင်းတို့ဘာလို့မျက်နှာလိုက်တာလဲပေါ့နော်ငါမေးပြီဟုတ်လားဘာလို့မင်းတို့မျက်နှာလိုက်တာတော့မင်းတို့မှတနက်ကြီးတွေနဲ့ကွာအာဖရိကတိုက်ကနိုင်ငံတွေခုလက်ရှိကအတိတ်ကသမိုင်းတွေပြောနေမဟုတ်ဘူးနော်လက်နက်မဲ့ပြည်သူတွေတရုတ်စီးပွားရေးလို့ပြင်းတာပတ်ဆက်ပြင်းတာတရုတ်တွေခွေးပေးဝက်ပြေးတာအဲ့ကြောင့်တရုတ်ကရှော့ပေးလိုက်ရတာနော်အဲ့တံမရာကိုဖရီအားပေးလို့မရတော့သဘောပေါက်လားတန်ဇန်နီးယားနိုင်ငံတို့အန်ဂိုလာနိုင်ငံတို့မင်းတို့လေ့လာကြည့်ပါဦးမင်းတို့လည်းဟိုစင်ကြံပေးဖို့ပဲတတ်ပါတယ်နော်ငါဒီလိုပြောရင်ငါ့အောင်မဟုတ်မင်းပေါ်မှာလားတရှိုးလားတလန်လားငါလာပြီးတော့လှည့်လာပါအောင် no so sorry ဝမ်းနဲ့သွားပြီစိတ်ပြတ်သွားတရင်တွေကြည်လိုက်ကိုစိတ်ပြတ်တယ်ကွာဒီမင်းဘယ်နေရာမှာဘလို့ပဲအောင်ပွဲတွေရဲ့အဲ့ဟာကြည်နေတရင်တွေတက်နေတယ်တော်လိုင်းရဲ့ဘက်ကကောင်းတယ်ကိုလည်းကြည်နေစောင့်ကြည့်နေဘယ်သူမှပါစက်မဟာဘူးတိတ်ပြီးတော့ပေါ့နော်ဟုတ်လားကျွန်တော်ပြောမှားလားပြည်သူတွေပေါ့နော်မင်းတို့စဉ်းစားကြည့်ပေါ့တော်လန်ပြည်သူတွေကိုပြောတာမဟာဘူးနော် NUG လည်းမဟာဘူး PDF တွေလည်းမဟာဘူးဘယ်ဖွဲ့စည်းမှမဟာဘူးဟုတ်လားဒါချင်းကြီးနော်ခင်ဗျားတို့တတိထားဖို့လိုပြီကျွန်တော်တို့တာရကတစ်ခုကျွန်တော် highlight နော်မိမောင်းထုတ်ပြမယ်ခုကိုကန်နေ MNDAA ဆိုပြီးမှရန်တော်မဟာမိတ်ကျွန်တော်တို့နားလည်ပေးပါတယ်ဘာညာဆိုရင်တော်လိုင်းဘက်က lobby တွေဒီလိုပြောခဲ့တဲ့ချင်းကြီးတဲ့နောက်ပိတ်ဆုံးရုပ်တွေပြန်ပေးလိုက်ရခုဘယ်တောင်ရောက်နေမှမသိဘူးကိုကန်နေဟုတ်လားချင်းတစ်ခါထည့်ခံပြီးခုနံပါတ်2ဘာပြောလဲတချို့တွေရှိသေးချင်းထဲနဲ့ line ပေါ်မှာတချို့ comment တွေတွေ့တယ်ဒါတွေကဟိုပြောတဲ့လောက်မလွယ်ပါဘူးလို့စေရေးဆိုတာကနက်နဲတယ်ဟိုရှစ်ကစကားတွေခင်ဗျားတို့ကြားဘူးလားမသိဘူးနိုင်ငံကြီးကနက်နဲတယ်မင်းတို့မသိဘူးငါလည်းရှင်းမပြတတ်ဘူးတို့ဟုတ်လားဟိုကလည်းမဟာမိတ်တို့ငါတို့နောက်ကျပေါင်တီမာတို့နင်းမိတ်ဆက်ပတ်လူဆိုလေခင်ဗျားတို့အကျွေးနဲ့လက်ငယ်ဘယ်ရသေးကြလဲဟိုနောက်နှစ်ခုနဲ့ရောဘယ်ရသေးကြလဲဟုတ်လားကျွန်တော်ပြောတာလူဆိုရုပ်တိရှိတာကိုပဲပြောတယ်ခုတောင်မျိုးတွေပြန်ပြီးမင်းအောင်လိုင်းကိုဆွဲကော်ပြီးဝင်နေပါပြီဆိုမှအဲ့အောင်နောက်ကမဟာမိတ်နောက်ထပ်ပေါင်လှုပ်ချင်သေးတယ်ဆိုလဲကောင်းနေလဲကိုဖင်ကိုပြန်လို့လိုက်မင်းတို့အမေမဟုတ်နော်မင်းတို့ကောင်နေကိုဖင်ကိုပြန်လို့လိုက်သဘောပေါက်လားမသိဘူးနော်အဲ့လောက်ကြီးဖားရရတယ်မင်းတို့ကောင်နေပလောင်ရဲ့လီးဆောင်ကောင်းကောင်းဆုံးကျွန်တော်ပြောတာဟိုကျွန်တော်ပြောနေနော်မင်းတို့ PDF တွေလက်နက်ကြီးကင်ပြီးတော့ဟုတ်ပြီနော်ငါတို့ငြိမ်ခံနေတာမပြောဘူးတန်ကာတော်တွေရှင်းတယ်ဗိုက်ကြီးတဲ့အစားကလေးဘောမတလန်မင်းအောင်လိုက်နဲ့ပေါင်းတယ်ဆိုရှင်းတာအေးတယောက်ဆိုရှင်းလေဘာလို့မရှင်းတာခုပလောင်ခေါ်တော့ဘာလို့မရှင်းတာမင်းတို့ဘာလို့မျက်နှာလိုက်တာတုံးဘာလို့မျက်နှာလိုက်တာတုံးအဲ့ဒါတော်လန်ရိတ်လားတရားမျှတလားမင်းတို့အဲ့လိုမျိုးဆိုလို့ရှင်စင်ကျင်နေပဲပေးငါလီးလို့ပဲကွာနော်မျက်နှာမလိုက်ဘူးလေမတရားရင်ပေါင်းအကုန်ရှင်းလေကွာနော်မင်းတို့အခုလိုလောက်တော့ငါလုံးမှပြည်သူတွေတချို့ comment တွေလည်းမင်းတို့ကြည့်ကြပါအောင်နော်တွားကြည့်အောင်မင်းတို့မချင်းလက်ဆက်ချင်မှကြည့်နော်ပလောင်ဆိုပြီးရိုက်ချလိုက်နော် TNL ဆိုရိုက်ချကြည့် post အောက်က comment လေးလည်းနည်းနည်းကြည့်ကြည့်ပါဦးမင်းတို့အောက်ချက်လေးရှင်း